ဖုန်းထဲက Flipper Clip application ကိုဝင်ပြီး work project ကိုနှိပ်လိုက်ပါ project လုပ်နည်းကိုငွေရှာမဲ့တစ်မှာပြထားပါတယ် cartoon animation ရေးဆွဲရမယ့်နေရာကိုရောက်လာပါပြီအရင်ဆုံးတူးစိန်ကိုရှင်းပြပါမယ်အလဲကအပြောက်ကွက်ကြီးကပုံဆွဲရမယ့်နေရာပါအခု screen မှာ frame 1 layer 1အတွက်ဖြစ်ပါသည် animation လောက်အောင်မှာ frame များစွာသုံးရပေမဲ့ Flipper Clip က3ခုပဲ free ပေးသုံးတာကြောင့်ပေးသမျှနဲ့ဖြစ်အောင်လုပ်ရပါမယ် base screen မှာ layer 1ကိုနှိပ်ရင်ညာ screen ရလာပြီးအောက်ကအပေါင်းလက္ခဏာကိုနှိပ်ရင် layer 2ရလာပြီးအောက်ကအပေါင်းကိုထပ်နှိပ်ရင် layer 3အတွက် screen ရလာမယ်အနီမြင့်မှဟာ layer 3 active ဖြစ်ကြောင်းပြနေတာပါ layer 3ရဲ့တနေရာကိုနှိပ်လိုက်ရင်ညာဘက် screen ရလာမှာပါအခုဆို frame 1မှာ layer 3ခုရှိနေပါပြီ L1 မှာ image ထည့်မယ် L2 မှာပုံချမ်းဆွဲမယ် L3 မှာဇက်ကောင်အချောဆွဲမယ်ပြီးရင်အယောင်ထည့်မယ်အနီရောင်မြင့်မှ L3 မှာပြနေတာ L3 မှာရေးဆွဲနိုင်ကြောင်းဆိုလိုတာပါ L1 မှာဆွဲကြည့်ရင် L1 မှာပြထားတဲ့ပုံဝါးဝါအကွက်ကလေးကိုနှိပ်လိုက်ပါဘယ် screen ရဲ့တနေရာကိုဖိလိုက်လို့ရှိရင်ညာဘက် screen ရမှာပါ၎င်းဟာ frame 1 L1 ဖြစ်ပါတယ်၎င်းအပေါ် glory တဲ့က work ပုံကိုဆွဲတင်ရမှာဖြစ်ပါတယ် F1 L1 ဖြစ်တဲ့ screen မှာညာဘက်အပေါ်ထောင်းအဆက်30ကိုနှိပ်ရင်ဘယ်ဘက် screen ရလာမယ်၎င်းဘယ်ဘက် screen မှာ add image ကိုနှိပ်လို့ရှိရင် gallery ပွင့်လာမယ် work ပုံကိုတွေ့နေရမယ် work ပုံကိုရွေးပြီး down ကိုနှိပ်ရင်ညာပုံရလာမယ်ထပ်ပြီး down ကိုနှိပ်ရင်ဘယ်ဘက်ပုံပါ screen တက်လာပါလိမ့်မယ်အလဲအနီရောင်ပေါင်း4000ကွယ်ညာဘက်အစွန်တောင်းအစွန်ကိုဖိ၍မြားပါတိုင်းတွန်းလိုက်ပါညာဘက်က screen မှာပြထားသလိုကာတွန်းရုပ်လေးကြီးသွားသည့်အထိချဲ့ပါကာတွန်းရုပ်လိုအပ်တဲ့အရွယ်အစားရရင် screen ရဲ့တနေရာကိုလက်ဖြင့်တို့ထိလိုက်ပါကာတွန်းပထမပုံဟာ F1 L1 မှာရှိနေပါပြီ L2 မှာပုံညမ်းဆွဲရန် layer ဆိုတဲ့စာသားကိုနှိပ်ပါညာဘက် screen ရလာပါပြီ layer 2စာသားကိုနှိပ်ရင်ညာဘက် screen ရလာပြီး၎င်း screen ကိုသုံးဆွဲရန်အသင့်ဖြစ်ကြောင်းမျက်မှန်ဒီကပြနေပါတယ် screen တနေရာကိုတို့ထိလိုက်ပါ F1 L2 screen ရလာပါပြီ၎င်းပေါ်တွင်ကာတွန်းရုပ်ပုံချမ်းရေးရန်ဖြစ်ပါတယ်မြားပြထားတဲ့မင်တန်ကိုနှိပ်ပါမင်တန်လုံနိုင်တာပါတဲ့ညာဘက် screen ရလာပါပြီမြင်းလိုင်အထူအပါအယောင်အဖြောင်းအမျိုးစုံရွေးချယ်ရန်နေရာဖြစ်ပါတယ်မင်တန်ကိုနှိပ်ပါဘယ်ဘက် screen ရလာပြီး sketch ကိုနှိပ်ပါပြီးရင်ကြက်ချေကပ်ကိုနှိပ်ပါညာဘက် screen ရလာပြီး sketch မင်တန်သုံးလို့ရပါပြီမှင်လုံးအရွယ်အစားတွေ size ကိုဖိထားပြီးအပေါ်ကိုတွန်းလျင်မှင်လုံးကြီး၍အောက်ကိုဆွဲလျင်မှင်လုံးသေးပါမယ် size 30လောက်ရတဲ့အခါမှာဖိထားတဲ့လက်ကိုလွတ်လိုက်ပါ color ကိုနှိပ်လျင်ညာဘက် color wheel ရလာမယ်ဘယ်ဘက် color wheel ရလာမယ်၎င်းပေါရှိစက်ဝိုင်းလေးတွေကိုနှိပ်ပြီးလိုရာအယောင်အနှိုးရင်ကိုချိန်မှာရရင်ကြက်ချီကပ်နဲ့ထွက်လိုက်ပါညာဘက် screen ရလာပြီးပေတံကိုနှိပ်ရင်ဘယ် screen ရလာပြီးအနီရောင်မြင်းပြတ်ကိုတွေ့ရမယ်၎င်းပေါ်ရှိစတုရောင်အနီရောင်လေးကိုနှိပ်ပြီးလိုရာရွှေ့ပါလက်ညှိုးဖြင့်ဖိ၍လိုရာမြင်းကိုဆွဲလိုက်ပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်